အင်္ဂလန်နိုင်ငံမန်ချက်စတာမြို့1936ခုနှစ်ဖေဖော်ဝါရီ29ရက်နေ့ဖြစ်တဲ့၄နှစ်မှတခါပေါ်လာတဲ့ဒီလိုနေ့ရက်လေးမှာအလီကိုမီဖွားခဲ့ပါတယ်။သူမကမောင်နှမရှိယောက်ထဲမှာဒုတိယမြောက်ဖြစ်ပြီးအဖေကတော့ဗပဲဆရာတယောက်ပါ။အိမ်ကအရန်ဆင်းရဲတဲ့အတွက်အန်ကအကြောင်းတက်ခွင့်မရဘဲမောင်ဖြစ်သူဝီလီယံနဲ့အတူအငယ်ကလေးကဝါကွန်းစက်ရုံမှာအလုပ်လုပ်ခဲ့ရပါတယ်။ရွယ်တူလောက်ရှိတဲ့ဒီကလေးနှစ်ယောက်ကတော့တယောက်ကိုတယောက်အားကိုးရင်းနဲ့ရှင်းတန်းလာခဲ့ကြပါတယ်။ဒီနေရာကတော့မန်ချက်စတာမှာလူထက်အများဆုံးခရီးယန်ဝတ်ပြုရာနေရာတစ်ခုပါ။တကယ်တော့အန်ကလည်းအင်္ဂလိကန်ခရစ်ယာန်ဘာသာဝင်တယောက်ပါအငယ်ကလေးကဘုရားသခင်အကြောင်းတွေကိုကြားသိရင်းနှီးလာခဲ့လို့လားတော့မသိပါဘူးသူမရဲ့စိတ်ထဲမှာဘုရားသခင်နဲ့ပတ်သက်တာတွေပဲအမြဲလွှမ်းမိုးနေခဲ့ပါတယ်သူမကကိုယ့်ကိုယ်ကိုပိတ်ဆက်ကတရားတော်တွေကိုဖြန့်ဝေခြင်းနေခဲ့တာပါဒါပေမဲ့အိမ်ကအရန်ကျဉ်ကျက်တဲ့အတွက်တညမှာတော့မိဘတွေကာမဂုဏ်ခံစားနေတာကိုအန်တွေ့သွားခဲ့ပါတယ်မိခင်ဖြစ်သူကအရန်နာကျင်နေပုံပေါက်နေတော့မင်းစားတဲ့အချိန်မှာအန်ကအဲ့ဒီအကြောင်းကိုပြောလိုက်မိပါတယ်ဒါကိုကြားတဲ့အဖေဖြစ်သူကတော့ချိန်လုံးကိုဆွဲကသူမရဲ့လက်ကိုရိုက်ချလိုက်တော့တာပါပဲအဲ့ဒီချိန်ကစပြီးအန်ရဲ့အသိစိတ်ထဲမှာခန္ဓာကိုယ်ချင်းနီးစပ်ထိတွေ့မှုဆိုတာညစ်ပတ်တယ်အကျန်းဖတ်မှုဖြစ်တယ်ချိန်လုံးနဲ့အရက်ခင်ရတဲ့လက်ဝါးပြင်ကနာကျင်မှုမျိုးပဲလို့မှတ်ယူသွားခဲ့ပါတယ်သူမဟာမသိစိတ်ထဲကနေကိုလိမ်မိုင်းဆိုင်ရာပတ်သက်မှုကိုယွန်ရှာမုန်းတီးလာခဲ့ပါတယ်ဒီလိုနဲ့အန်အရွယ်ရောက်လာတဲ့အခါမိသားစုထဲမှာသူမနဲ့သူမရဲ့မောင်ပြီးတော့အမကြီးရဲ့သမီးလေးပဲအသက်ရှင်နေရကျန်နေခဲ့ပါတော့တယ်အဲ့နောက်မှာတော့သူတို့၃ယောက်အတူတူရုန်းကန်နေကြရင်းနဲ့အန်ကဆေးရုံတစ်ခုမှာထမင်းချက်အလုပ်ရသွားခဲ့ပါတယ်။ဆေးရုံတစ်ဝက်အယူထောင်တစ်ဝက်လိုနေရာမျိုးပါ။အထဲမှာတော့စိတ်ကျန်းမာရေးမကောင်းတဲ့သူတွေနေထိုင်ကြပြီးတချို့ဆိုအဲ့ဒီနေရာမှာပဲကိုကိုအဆုံးစီရင်သွားကြတာလည်းရှိပါတယ်။အန်တယောက်ကတော့နေတိုင်းအိုးခွက်ပကံတွေရဲ့မျောလင်းချက်မဲ့နေတဲ့မျိုးလုံးတွေရဲ့ရင်ဆိုင်ရင်းနဲ့နေ့ရက်တွေကဖိနှိပ်ပိတ်လောင်နေတယ်လို့ဖြစ်နေခဲ့ပါတယ်။သူမအတွက်တခုတည်းသောအလေးရောင်ကတော့ဖျားသခင်ပါပဲ။ဒီလိုနဲ့သူတို့၃ယောက်ကဒေသခံဘာသာရေးနှိုးချမှုအစည်းအဝေးတွေကိုတက်ရတာအရန်သဘောကျလာကြပါတယ်။အစည်းအဝေးကိုဦးဆောင်သူတွေကတော့ Wortley ဇနီးမောင်နှံဖြစ်ပြီးသူတို့တွေကကွေကာဘာသာဝင်တွေပါ။ကွေကာခိုင်းကငင်းချမ်းရေးကိုမြင်လို့ပြီးတော့အတွင်းစိတ်အလေးရောင်နဲ့ဒန်းတွေညီမြောက်မှုကိုအလေးထားပါတယ်။ဒါကိုအခြေခံပြီးတော့ Wortley ဇနီးမောင်နှံရဲ့အဖွဲ့ကအပြောင်းလဲတချို့ကိုပြုလုပ်ခဲ့ကြပါတယ်။အဲ့ဒီခေတ်ကလူအများစုလက်မခံနိုင်တဲ့အရာတစ်ခုကိုသူတို့ကယုံကြည်ခဲ့ကြပါတယ်။ဒါကိုယင်းမီးရကျန်းစာတွေကအချက်နဲ့ညွှန်ဆိုပြထားတယ်။မိမဟာယောက်ျားကိုလွှမ်းမိုးလိုက်မယ်။ခရစ်တော်ရဲ့ဝိညာဉ်ဟာပထမဆုံးအနေနဲ့ယေရှုဆိုတဲ့ယောက်ျားတစ်ယောက်ရဲ့ပုံစံနဲ့ပေါ်ထွန်းလာခဲ့တယ်။ဝေကာကိုင်းကတိတ်ဆိတ်စွာထားပြီးဝတ်ပြုတာကိုအားပေးပေမဲ့ဝတ်လေကိုင်းရဲ့ဝတ်ပြုပုံကတော့တိတ်မတူပါဘူး။အဖဝတ်လေက James Whistler ဆိုတဲ့လူငယ်လေးတစ်ယောက်ကိုထားခိုင်းလိုက်ပြီးသူ့အပြစ်တွေကိုအတန်ကြဲကြဲနဲ့ဝန်ခံခိုင်းလိုက်ပါတယ်။ James ကတော့သူ့ညီမလေးရေချိုးနေတာကိုမတော်တဆမြင်လိုက်ရပြီးခန္ဓာကိုယ်ထဲမှာညဉ့်ညမ်းတဲ့ရမတ်တွေဖြစ်ပေါ်လာတဲ့အတွက်သူဟာအပြစ်ရှိတယ်လို့ခံစားရကြောင်းပြောပြလိုက်ပါတယ်။ James ကဝန်ခံနေရင်းနဲ့အဖွားကိုတယောက်ကလည်းရုတ်တရက်အတန်ကျဲကြီးနဲ့ငိုချလိုက်ပါတယ်။အဖွားအိုရဲ့ငိုတံတွေကြားမှာပဲ James ကအသက်ကိုပြင်းပြင်းရှူရင်းနဲ့တကိုယ်လုံးစတင်တုံရင်လာပါတယ်။သူဘလောက်တုံရင်လာလေအဖွားအိုကလည်းပိုကြဲကြဲငိုလာလေဖြစ်ပြီးတော့နောက်ဆုံးမှာတော့စူးစူဝါဝါအော်ဟစ်လာကြပါတယ်။အခန်းတစ်ခုလုံးဟာမျက်စိနဲ့မမြင်ရတဲ့စွမ်းအားတစ်ခုရဲ့လွှမ်းမိုးခြင်းကိုခံလိုက်ရတယ်လို့ပါပဲ။အန်နဲ့တခြားယုံကြည်သူတွေကလည်းလက်ချင်းချိတ်ပြီးဝိုင်းထိုင်လိုက်ကြပါတယ်။အစကတိတ်တိတ်ဆိတ်အသက်ရှူနေရကနေနောက်ဆုံးမှာတော့အားလုံးတူညီစွာနဲ့အသက်ကိုပြင်းပြင်းရှူလာကြပါတယ်။ဒီလိုနဲ့ပဲဝတ်ပြုတဲ့အချိန်မှာတကိုယ်လုံးအပြင်းထန်တုံရင်နေတဲ့ပုံစံကြောင့်ဘော်ဒလီဇနီးမောင်နှံရဲ့အဖွဲ့ခွဲကိုလူတွေကရှိတ်ကားလို့ခေါ်ဆိုခဲ့ကြပါတယ်။တကယ်တမ်းပြောရရင်ဒီညီမင်းကိုလူအများစုမြင်လိုက်ရရင်ပထမဆုံးတွေးမိမှကဒီလူတွေကအယူတွေပဲ။ဒါမှမဟုတ်ကြောက်စရာကောင်းတဲ့ရွရွတလေးတစ်ခုခုလုပ်နေတာပဲလို့ထင်ကြမှာသိကြပါတယ်။ဒါပေမဲ့အန်ကတော့ဒီလိုစူပေါင်းပြီးယူသွနေကြတဲ့အခြေအနေတွေကိုအယမ်းသဘောကျသွားပါတယ်။သူမတခါမှမခံစားဘူးတဲ့လွတ်မြောက်မှုမျိုးကိုခံစားလိုက်ရပါတယ်။နာကျင်မှုတွေကိုကိုတယောက်တည်းစိတ်ခံနေကြမလို့တော့ဘဲနဲ့ခန္ဓာကိုယ်ကိုပိုကြီးမားတဲ့အရာတစ်ခုစီကိုပေးအပ်လိုက်တယ်လို့ခံစားလိုက်ရပါတယ်။အဲ့ဒါဘာလဲဆိုတာကိုတော့သူမအတိအကျမပြောပြတတ်ပါဘူး။ဒါပေမဲ့သူမသိတာကတော့သူမခိုးလုံရကိုရှာတွေ့သွားပြီဆိုတာပါပဲ။အဲ့ဒီအချိန်ကစပြီးအန်ဟာအဲ့ဒီအဖွဲ့ငယ်လေးထဲမှာအလင်းမြုပ်ဆုံးသူတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ဝိပြုတိုင်းမှာသူမကအပြင်းထန်ဆုံးတုံရင်ပြီးကိုမေ့လျော့ဆုံးသူဖြစ်လာသူတစ်ယောက်ပါ။ဝေါ်လီဖွဲ့မှာကခုန်နေကြရင်းနဲ့အန်ဟာသူမရဲ့ယောက်ျားဖြစ်လာမဲ့အေဗရာဟမ်နဲ့တိကျွမ်းခဲ့ပါတယ်။ယောက်ျားဖြစ်သူကလည်းသူမအဖေလိုပဲပပဲဆရာတစ်ယောက်ပါ။ဒီယိုရီရဆိုရင်တော့သူတို့နှစ်ယောက်ကဘာသာရေးယုံကြည်ချက်နဲ့တူညီတဲ့အတွက်ရန်ကိုအစဉ်ပြေသိမ့်မိမယ်။တကယ်လက်တွေ့မှာတော့လုံးဝကိုပြောင်းပြန်ဖြစ်နေခဲ့ပါတယ်။ဒီနေ့မှာတော့ယောက်ျားဖြစ်သူကတပည့်ဖြစ်သူစီကနေ Text the Philosopher ဆိုတဲ့လိမ်မိုင်းဆိုင်ရာဝိတုစာအုပ်တုပ်ကိုရှာတွေ့ခဲ့ပါတယ်။ဒါက18ရာစုပြည့်နှစ်ကပြပင်ထားတဲ့စာအုပ်ဖြစ်ပြီးအဲ့ဒီခေတ်ကမြေအောက်လောကမှာအယောင်ရဆုံးစာအုပ်တုပ်ပါ။စာအုပ်တုပ်လုံးရဲ့ဇက်အိမ်ကတော့ဇက်လိုက်မင်းသမီးကလူအမျိုးမျိုးရဲ့နေဆက်ဆံမှုတွေကိုအမြဲချောင်းကြည့်နေတာဖြစ်ပြီးတစ်ချိန်တည်းမှာပဲတတဏိကဗေဒဆွေးနွေးချက်တွေဗျာမေဝါဒရုပ်ဝါဒတာယာမှုရှာဖွေတဲ့ဝါဒတွေကိုကြားညက်ထားပါတယ်
လိမ်မိုင်းဆိုင်ရာကိစ္စတွေနဲ့ညံပွင့်စေတဲ့အတွေးခေါ်တွေကိုရောနှောထားပြီးခရီးယန်ကျောင်းတော်ရဲ့ဟန်ဆောင်မှုတွေနဲ့အမျိုးသမီးတွေပေါ်လိမ်မိုင်းဆိုင်ရာဖိနှိပ်မှုတွေကိုဝေဖန်ထားတာပါနောက်ကပြောသွားတဲ့စကားလုံးတွေကဒီနေ့အတွက်အတိကတော့မဟုတ်ပါဘူးယောက်ျားဖြစ်သူကအဲ့ဒီအဖျားစာအုပ်ထဲကအကြောင်းအရာတွေကိုသဘောကျသွားပြီးအန်နဲ့အတူစမ်းကြည့်ချင်လာပါတယ်အန်ကစာမတက်ပေမဲ့ဝိတုတွေကပုံလေးတွေကိုကြည့်ကယောက်ျားဖြစ်သူရဲ့စိတ်ကိုနားလည်သွားပါတော့တယ်စိတ်ထဲမှာလုံးဝမပါပေမဲ့လည်းသူ့မလိုက်ရောပြီးခဲ့ပါတယ်ယောက်ျားဖြစ်သူရဲ့အပြုအမူတွေကလည်းအရန်ကိုကြမ်းတမ်းလွန်းလာပါတယ်။ပါဇက်ကနေကျန်းစာတွေကိုအမြဲရွတ်နေပေမဲ့အဲ့အပေါ်မှာဘာကျင်နာမှုမှမရှိဘဲသိမ့်ပိုက်ခြင်းနဲ့ဆန္ဒပဲရှိပါတယ်။အန်ကတစ်ချိန်လေးတောင်ပြန်မခုခံခဲ့ပါဘူး။ဒါပေမဲ့အတူနေပြီးတိုင်းမှာလိမ်မင်းဆိုင်ရာဆက်ဆံရေးအပေါ်သူမရဲ့ကြောက်ရွံ့မှုနဲ့ရွှံ့ရှားမှုတွေကပုံမနှဆိုင်လာခဲ့ပါတယ်။အငယ်ကလေးကနေကြီးလာတဲ့အထိရုပ်ပိုင်းဆိုင်ရာထိတွေ့မှုကသူမအတွက်ဘယ်တော့မှတရားမှုမဖြစ်စေခဲ့ပဲဒုက္ခတွေပဲပေးခဲ့ပါတယ်။ယောက်ျားဖြစ်သူရဲ့ကြမ်းတမ်းမှုကတပြေးပြေးတည်စေတဲ့အစိတ်ဆိုရင်နောက်ထပ်ဖြစ်လာမယ့်ကိစ္စတွေကတော့ဇက်တိုင်ဆိုသလိုအသက်အန္တရာယ်ဖြစ်စေတဲ့ထိုးနှက်ချက်တွေပါပဲဒီလိုနဲ့ပဲအန်ကိုဝင်ရလာပါတော့တယ်ပြီးတော့မွေးတယ်နှုတ်တိုက်တယ်နောက်ဆုံးတော့ကလေးလေးတည်သွားပါတယ်အိမ်နောက်မှာတော့အန်ဟာကလေး၄ယောက်ကိုဝင်ဆောင်ခဲ့ပြီးတော့၄ကောင်မွေးခဲ့ပေမဲ့အဲ့ဒီ၄ယောက်လုံးတယောက်မှမွေးကင်းစာရဲကိုကြော်လွန်ပြီးတော့အသက်မရှင်နိုင်ခဲ့ကြပါဘူးတကယ်တော့ကိုနေဝင်းချင်းချိန်ကာလဟာအန်အတွက်တော့ထက်ကတလေးလေးတန်ရာလေးနေခဲ့ပါတယ်ဘိုက်ကတနေ့တခြားကြီးလာတယ်ဝင်နေလေးလာတယ်ပြီးတော့အရန်နာကျင်ရတဲ့မွေးဖွားခြင်းတွေလည်းဖြစ်လာပါတယ်တခါဆိုရင်ညက်တွေတောင်သုံးခဲ့ရပြီးတော့သွေးထွက်လွန်လို့အန်သေးလို့မတက်ဖြစ်ခဲ့ရပါတယ်သူမကကလေးလေးကိုခဏတောင်ဖွက်ဖွက်ထားပြီးနှွေးထွေးတဲ့ခန္ဓာကိုယ်လေးကိုခန်းစားရတိုင်းအရာရာအဆင်ပြေသွားပြီလို့သူမထင်ခဲ့ပါတယ်ဒါပေမဲ့မကြခင်မှာပဲကလေးကဆက်ဆုံးပါသွားပြန်ပါတယ်မျောလင်းချက်ကြီးလေစိတ်ပြည့်ရတာကြီးလေပါပဲဆုံးရှုံးသွားပြီးတဲ့နောက်အန်မှာဝမ်းနဲ့ကြွခဲ့မှုတွေပဲကျန်ရစ်ခဲ့ပါတယ်စလုတ်ထွားမြောက်ကလေးတေဆုံးသွားပြီးတဲ့နောက်အန်လုံးဝကိုပြိုလဲသွားခဲ့ပါတယ်သူမကသူမရဲ့ကရင်ကိုရှောင်ဖယ်လာတယ်ညစီညတိုင်းအခန်းထဲမှာခောက်တော့ခောက်ပြန်လမ်းလျှောက်နေပြီးတော့အိမ်မပြောရဲခဲ့ပါဘူး။ဘာလို့လဲဆိုတော့မျိုးလုံးမိတ်လိုက်တာနဲ့ငရဲပြည်မှာနိုးလာမှကိုသူမကြောက်နေလို့ပါပဲ။ကလေးတွေတေဆုံးရတာဟာသူမရဲ့ကာမရာဂအဖြစ်တွေကြောင့်ဖျားတခင်ကအပြစ်ပေးတာလို့သူမကအခိုင်အမာယုံကြည်သွားပါတော့တယ်။အန်ဟာအရင်ကသူမသမင်းချက်လုပ်ခဲ့မှုတွေဆေးရုံကိုအပုတ်ခန်းလိုက်ရပါတော့တယ်။နားထောင်ကောင်းအောင်ပြောရရင်တော့လူနာအဖြစ်လာတာပေါ့လေ။ဒါပေမဲ့လူတိုင်းရဲ့ရင်ထဲမှာသိနေတာကသူမဟာတေဖို့ရဲ့စောင့်နေရုံတက်တက်ပဲဆိုတာကိုပါမိခင်ဝတ်လေးကအန်စီကိုလာလေပြီးသူတို့အဖွဲလေးပြန်လာဖို့အပ်ပေးခဲ့ပါတယ်ဆုံးရှုံးစရာဘာမှမရှိတော့ဘူးလို့တွေးလိုက်မိပြီးအန်ကဒီနာကျင်မှုတွေကိုတရားဟောပြောတဲ့စွမ်းအားအဖြစ်ပြောင်းလဲကြည့်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်အိမ်နောက်မှာတော့စိတ်ကခိုင်းသားတွေကဒီလိုတချင်းတွေဆိုကခုံပြီးဆူညံနေမှတော့ဒီရက်တွေအတွင်းဒေသဆိုင်ရာအစိုးရစီကိုတိုင်ကြားစာတွေအများကြီးရောက်လာကနောက်ဆုံးမှာတော့ခေါင်းဆောင်ဖြစ်သူအန်ဟာထောင်ကျသွားခဲ့ပါတော့တယ်ထောင်ထဲကအခြေအနေတွေကရန်ကိုဆိုးရွားပေမဲ့အန်ကတော့ဒီလိုအချင်းကြခံနေရတာကိုတရားကျင့်ကြံမှုတစ်ခုလိုသဘောထားခဲ့ပါတယ်။စားစရာမရှိတောက်စရာမရှိနဲ့သူမရဲ့ခန္ဓာကိုယ်ကတနေ့ချက်တနေ့ပိုအားနေလာခဲ့ပေမဲ့သူမရဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေကတော့လုံးဝပြောင်းပြန်ပဲပိုပြီးကြည်လင်လာခဲ့ပါတော့တယ်။ခန္ဓာကိုယ်ကပိုပြီးချို့တက်လာလေဝိညာဉ်ကပိုပြီးလွတ်လပ်လာလေလို့ထင်ရပါတယ်။တညမှာတော့ထူးဆန်းတဲ့ယူပါယုံပေါ်လာခဲ့ပါတယ်။တင်းမြောင်ပြီးမှောင်မိုက်နေတဲ့အခန်းကျင်းလေးထဲမှာအန်ရဲ့ခန္ဓာကိုယ်ကထိန်းချုပ်လို့မရဘဲမြေကြီးပေါ်ကနေကြွကျက်လာပါတော့တယ်။လက်မောင်းပေါ်မှာအမွှေးနူလေးတွေပေါက်လာပြီးတစ်ချောင်းချင်းပြန်ကျွတ်ထွက်သွားပါတယ်။ပြန်လဲမွေးဖွားခြင်းကိုခန်းစားလိုက်ရတယ်လို့ပါပဲ။သူမကအေဒီဥယျာဉ်ကိုမြင်တွေ့ခဲ့တယ်။အာလန်နဲ့အေဝါကိုလည်းမြင်ခဲ့ပါတယ်။ပြီးတော့အမျိုးသမီးခရစ်တော်တစ်ပါးကိုလည်းမြင်တွေ့ခဲ့ရပါတယ်။ဒီလိုနဲ့အန်ထောင်ကထွက်လာပြီးတဲ့နောက်ဒီယူပါယောအကြောင်းကိုလူတိုင်းကိုပြန်ပြောပြခဲ့ပါတယ်။သူမကလူသားတွေရဲ့ဆင်းရဲဒုက္ခအလုံးရဲ့အရင်းမြစ်ဟာအာရန်နဲ့အေဝါတို့ကြားကအစိုးဆုံးရုပ်ပိုင်းဆိုင်ရာပေါင်းပန်းမှုကနေစတင်လိုက်တယ်လို့ယူဆလိုက်ပါတယ်။လိင်ဆက်ဆံခြင်းဟာမူလအဖြစ်ပါပဲ။လူသားတွေအနေနဲ့စစ်မှန်တဲ့ကေတီချင်းကိုရကျင်နေဆိုရင်တော့ဂမကုံကိုရှောင်ကျဉ်ရလိမ့်မယ်လို့ဆိုလိုက်ပါတယ်။ဝတ်လေစနီးမောင်နဲ့ယုံကြည်သူတွေကဒါကိုကြားတဲ့အခါအတော်ကြာငြိမ်သက်သွားကြပြီးသူတို့ကောက်ချက်တစ်ခုချလိုက်ကြပါတယ်။ဝိညာဉ်ရေးရာဆွမ်းအားကိုရှာဖွေဖို့အတွက်ဂမကုံရှောင်ကျဉ်မှုလိုတယ်ဆိုတဲ့အမြင်ကိုသူတို့သဘောတူခဲ့ကြပါတယ်။ပြီးတော့အန်ကလူလောကကိုဒုတိယအကြိမ်ပြန်လဲကြော်ဆင်းလာတဲ့အမျိုးသမီးခရစ်တော်ပဲလို့သူတို့ယုံကြည်သွားကြပါတယ်။အဲ့ဒီအချိန်ကစပြီးလူတိုင်းကသူမကိုမာသာအမ်လို့ခေါ်လာကြပါတယ်။မောင်ဖြစ်သူဝီလီယံကတော့မူလကလေးကယောက်ျားလေးချင်းပဲသဘောကျသူဖြစ်ပြီးဒါကြောင့်လဲနိုင်ငံတော်ဘာသာကိုမယုံကြည်နိုင်တာဖြစ်ပါတယ်။ဒါပေမဲ့လည်းအမဖြစ်သူရဲ့လွှမ်းမိုးမှုကြောင့်သူလည်းကာမဂုဏ်ကိုရှောင်ကျဉ်ကအမကိုကူညီပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒီအထိနောက်လိုက်မဲ့ယုံကြည်သူတွေရှိလာတဲ့အခါအန်ကပိုပြီးကြွကြွနဲ့တရားဟောလာပါတယ်။တခါကသူတို့ဟာအင်္ဂလိကန်ခရစ်ယာန်ကျောင်းတော်တစ်ခုတည်းကိုဝင်ရောက်သွားခဲ့ကြပါတယ်။အဲဒီနောက်မှာတော့အန်ကအချင်းကယုံကြည်သူတွေကိုအော်ပြောလိုက်ပါတယ်။ခရစ်တော်ကငါကနေတစ်ဆင့်စကားပြောနေတယ်။အမျိုးသမီးခရစ်တော်ပဲ။ဒါကနိုင်ငံတော်ဘာသာဝင်တွေအတွက်ကတော့အရန်ကိုစော်ကားရကြပါတယ်။အဲဒီနောက်မှာတော့အန်နောက်တစ်ချိန်တရားစွဲခင်ရပြန်ပါတယ်။ဒီရက်ခွင်မှာအန်ကယေရှုရဲ့လက်ညှိုးမှုကိုရရှိခဲ့ကြောင်း
ယေရှုကသူမရဲ့ခန္ဓာကိုယ်ကနေတဆင့်လောကကြီးကိုစကားပြောနေကြောင်းယုံကြည်ချက်ရှိရှိနဲ့ပြန်ပြောပြခဲ့ပါတယ်။သူမကရုတ်တရက်ဘသူမှနားမလည်တဲ့နိုင်ငံခြားဘာသာတွေကိုပါပြောဆိုလာပါတော့တယ်။အိမ်တွေကသူမဘာသာစကား12မျိုးပြောခဲ့တယ်လို့သတင်းထွက်ခဲ့တယ်လို့92မျိုးလူလည်းပြောသူတွေလည်းရှိခဲ့ပါတယ်။အတိအကျဘယ်လောက်လဲဆိုတာကတော့ဘသူမှတိတိကျကျမပြောနိုင်ခဲ့ပေမဲ့အကျိုးဆက်ကတော့လူတိုင်းအံ့ဩမြင့်သက်သွားကြတာပါပဲ။ဒါကိုတကူမရှိဘူးလို့ပြောလို့ရမှာလား။နောက်ဆုံးမှာတော့ဒန်ကြီးဆောင်ကတရားခွင်ကနေသူမပြန်လွတ်လာခဲ့ပါတယ်။ဒီတကူကိုဘယ်လိုပဲရှင်းပြနိုင်ငံတော်ဘာသာဝင်တွေထဲမှာသူမကိုမယုံကြည်ခြင်းသူတွေကပုံများနေတော့မှာပဲ။ဒေါသထွက်နေတဲ့လူအုပ်ကြီးကတော့အန်နုကိုပစ္စည်းတွေနဲ့ပေါက်ပြီးနှင်ထုတ်လိုက်ကြပါတယ်။မန်ချက်စတာမှာသူတို့အတွက်နေစရာနေရာမရှိတော့ပါဘူး။လူတိုင်းဘာလို့ရမှန်းမသိဖြစ်နေချိန်မှာပဲမောင်ဖြစ်သူဖက်ပြတဲ့တင်းအုပ်ဆရာတယောက်အမေရိကကိုတရားဟောသွားတဲ့သတင်းကိုအန်ကြားလိုက်ရပါတယ်။အဲဒီချိန်မှာအမေရိကတိုက်တင်မှာဘာသာရေးစုဝေးမှုတွေနေရာတိုင်းမှာရှိနေပြီးတော့ဒါကရှေးရိုးဆွဲဖြစ်နေတဲ့အင်္ဂလန်မှာမရှိတဲ့အရာပါ။ဂျွန်ဟော်နန်ဆိုတဲ့လေပိုင်ရှင်တယောက်ရဲ့ကူညီထောက်ပံ့မှုနဲ့အမေရိကတိုက်ကိုအန်ခရီးစတင်ခဲ့ပါတယ်။1984ခုနှစ်မေလ10ရက်လီဗာပူးစိတ်ကမ်းမှာလူရှိယောက်ကမာရီယာရွက်နေပေါ်ကိုတက်ခဲ့ကြပါတယ်။သူမရဲ့ယောက်ျားမောင်သူမတောက်ပံသူကျွန်းနဲ့သားအရင်ကဝေါ်တီအိမ်မှာအဖြစ်ဝန်ခံခဲ့တဲ့လူငယ်လေးဂျိမ်းစ်ပြီးတော့တက်တဲ့အဖြစ်မေရီပါလင်တန်တို့ပါပဲ။ဒီလူရှိယောက်ကတော့ရှိတ်ကာခိုင်းရင်ရှိသမျှအင်အားပါပဲ။သူတို့တွေကအတ္တလန္တိတ်သမုဒ္ဒရာကိုဖျက်ကူးရတော့ပါမယ်။သင်္ဘောပေါ်ကနေ့ရက်တွေကညှင်းငွေစရာကောင်းပြီးရှေ့လာလာပါတယ်။ရှိတ်ကာဖွဲ့သားတွေကတော့ဒုံစံတိုင်းပဲသူတို့ရဲ့ဝိပစ်မှုကိုလုပ်ကြပါတယ်။အချင်းဆိုရဲကလည်းစူပေါင်းတုံရင်ကြပါတယ်။အတန်ကျဲကြီးနဲ့အော်ဟစ်ကြပါတယ်။သင်္ဘောသားတွေကတော့အစာပိုင်းမှာညှစ်ဆောင်ထုတ်ယုံလောက်ပါပဲ။အဲဒီနောက်ပိုင်းမှာတော့သူတို့ကအရန်ကိုခဏခဏဆိုလာကြပြီးလှူရှားမှုတွေကလည်းစမ်းကြနေတော့ပေါ်ချင်းချင်းရန်လိုပြီးတော့အထင်သေးလာကြပါတယ်။ခီးစဉ်တဝက်လောက်ရောက်တော့မုံတိုင်းကြီးဝင်တိုက်ပါလေရော။လိုင်းတွေရိုက်လို့သင်္ဘောကြီးပြင်းပြင်းထန်ထန်ရိတ်ထိုးနေပြီးရွက်တိုင်တွေကလည်းကျိုးတော့မဲ့အတိုင်းအတန်ကြီးမြည်လို့နေပါတယ်။အန်ကတော့ယုံကြည်သူတွေကိုဥဆောင်ကဆူတောင်းသချင်းတွေချက်ဆိုကြပြန်ပါတယ်။သင်္ဘောကပတိန်လည်းခေါင်းကိုက်ပြီးသူတို့ကိုပင်လယ်ထဲပစ်ချလိုက်မယ်လို့ချင်းချောင်းလိုက်ပါတော့တယ်။အန်ကတော့ရက်မပစ်ချင်ပါဘူး။သင်္ဘောသားတွေချက်ဘေးကင်းဖို့ဆူတောင်းပြီးမယ်လို့ပြောပြီးသူတို့ကိုဂရုမစိုက်တော့ပါဘူး။အဲ့ဒီချိန်မှာသင်္ဘောပြင်းပြတစ်ခုကျွတ်ထွက်သွားပြီးတော့ရေတွေဝင်လာပါတော့တယ်။အိမ်နောက်မှာတော့မုန်တိုင်းကပြင်းထန်လာပြီးတော့ရေစုပ်ထုတ်တဲ့အချိန်ကလုံးဝကိုမိအောင်မဆုပ်နိုင်တော့ပါဘူး။လူတိုင်းကဒီတခါတော့တကယ်ကိုပြီးပြီလို့ထင်ခဲ့ကြပါတယ်။အိမ်နောက်မှာတော့အန်ကထွက်လာကသူမကကောင်းကင်တမန်တစ်ပါးကိုမြင်တွေ့ခဲ့ရကြောင်းသူတို့ကရွက်တိုင်ရဲ့တစ်ဖက်တစ်ချက်စီမှာရက်ကသင်္ဘောကိုကောက်ွယ်ပြီးနေတယ်လို့ပြောလိုက်ပါတယ်။ပြီးတော့သူမကလူတိုင်းကိုဥဆောင်ပြီးတချင်းဆိုလိုက်ကြပါတယ်။မုန်တိုင်းကမရက်သွားပေမဲ့တချင်းတန်တွေကြားမှာကြောက်ရွံ့မှုတွေတဖြည်းဖြည်းရော့ကျသွားပါတယ်။အိမ်နောက်မှာတော့လိုက်လုံးကြီးတစ်ခုရိုက်ခတ်လိုက်ရမှာကျွတ်ထွက်နေတဲ့ပြင်းပြားကသူ့နေရာသူအံ့ဩစရာကောင်းလောက်အောင်ပြန်ကတ်သွားပါတော့တယ်။တိုက်ဆိုင်မှုလားအံ့ဖွယ်အမှုလားဆိုတော့ဘယ်သူမှအတိအကျမပြောနိုင်ခဲ့ပါဘူး။ဒါပေမဲ့အဲ့ဒီချိန်ကစပြီးဘယ်သိမောသားမှသူတို့ကိုအနှောက်အယှက်မပေးရတော့ပါဘူး။သတင်းပတ်17ပတ်ခန့်ရွတ်လွတ်ပြီးတဲ့နောက်မှာတော့မာရီယာတင်မောစိတ်ကန်းကိုဘေးကင်းစွာဆက်ရောက်ခဲ့ပါတယ်။နယူးယောက်စိတ်ကန်းမှာရှိတ်ကာရီအမေရိကန်ကြီးပေါ်အခြေချခဲ့ကြပါတယ်။သူတို့ကလွတ်လပ်တဲ့ကမ္ဘာတက်မှာပထမဆုံးမြင်လိုက်ရတဲ့ညီငွေကတော့စိတ်ကန်းတရားပေါ်မှာလုံနေတဲ့ကျွန်းလေးလံပွဲပါပဲ။လူမဲတွေကိုလည်းပြင်းမှာတန်ကြိုးခတ်ပြီးတန်းစီခိုင်းတာကကုန်ပစ္စည်းတွေလိုလူလုံးထွက်လေးလံတင်နေကြပါတယ်။အန်ကလေးလံပွဲစီစဉ်တွေကိုဒေါသတကြီးနဲ့ဒါကိုကဘာတင်းလို့ခေါ်ရလားဆိုပြီးအော်ဟစ်လိုက်ပါတယ်။သူတို့ကနယူးယောက်မှာကြာကြာနေဖို့အစီအစဉ်မရှိပါဘူး။ယောက်ျားအနေငယ်ကိုမြောက်ဘက်ကိုအရင်လွတ်ပြီးတော့အခြေချဖို့မြေနေရာရှာခိုင်းတာကျန်တဲ့သူတွေကနယူးယောက်မှာသတင်းဆောင်မှုစီစဉ်လိုက်ပါတယ်။အခြေချတဲ့ပထမဆုံးနေ့မှာပဲအဖွဲ့ရဲ့ငင်းချက်မှုကဖြစ်စည်းသွားခဲ့ပါတယ်။သူမဖြစ်သူရဲ့ထောက်ပံ့သူဂျွန်ရဲ့သားတို့ဟာဒီစဉ်စထွက်ကလေးကတယောက်ကိုတယောက်သဘောကျနေခဲ့ကြတာပါ။သင်္ဘောပေါ်ကမုန်တိုင်းတွေကိုဖျက်ဆီးပြီးတဲ့နောက်သူတို့နှစ်ယောက်ခန်းစားချက်တွေကိုဆက်ပြီးမဖုံးကွယ်ခြင်းတော့ပါဘူး။သူတို့ကအိမ်သားထဲမှာပုံပြီးတစ်တင်းတော့တာကိုကျွန်းတွေ့သွားခဲ့ပါတယ်။ကာမဂုဏ်ရှောင်ချင်းကိုအမြင့်ဆုံးစီကံအဖြစ်သတ်မှတ်ထားတဲ့အဖွဲ့တစ်ခုမှာဒါကလူငယ်တွေအမားတိတိလေးလုံးမိတာမျိုးမဟုတ်ပါဘူး။ဒါကတော့တစ္ဆာဖောက်မှုပါပဲ။သူမဖြစ်သူကရွေးချယ်စရာကြုံလာတဲ့အခါအချစ်ကိုရွေးချယ်ခဲ့ပြီးတော့ချိန်ကာကိုင်းကနေထွက်ခါကကျွန်းရဲ့သားနဲ့လက်ထပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။သူမဖြစ်သူကိုဆုံးရှုံးရတဲ့အတွက်အန်စိတ်ပြက်ခဲ့ရပါတယ်။ကာမဂုဏ်ရှောင်ချင်းကပိုကြီးမားတဲ့အချစ်ကိုဖန်တီးပေးနိုင်တယ်လို့သူမယုံကြည်ထားပေမဲ့သူမဖြစ်သူကတော့ရေရှည်မခံတဲ့အချစ်ကိုပဲရွေးချယ်သွားခဲ့ပါတယ်။တကယ်တော့ဇနီးတဲ့ကသူ့ဘော်တနေ့ချာအေးဆက်လာကဝေးကွာလာတာကြောင့်ယောက်ျားဖြစ်သူရဲ့တိခံနိုင်စွမ်းကလည်းအစောကြီးလေးကကုန်းဆုံးနေခဲ့ပါပြီ။အိမ်နောက်မှာတော့ယောက်ျားကအရက်တွေတောက်လာပြီးတညမှာတော့သူကအန်ရဲ့ကလေးနားလာကအတူနေဖို့တောင်းဆိုလိုက်ပါတယ်။အန်ကစာမတက်တာကိုတော့အကြောင်းပြပြီးချင်းချောက်လိုက်ပါသေးတယ်။အန်ကတော့နည်းနည်းလေးမှမတုံ့လို့ပါဘူး။ကင်မွန်အတွက်ဘာမှဆိုလုပ်ပေးနိုင်မိမဲ့ဒီကိစ္စတခုကိုတော့မလုပ်ပေးနိုင်ခဲ့ပါဘူး။ယောက်ျားဖြစ်သူကလည်းသူ့ရဲ့ရွေးချယ်မှုကိုသူလုပ်သွားခဲ့ပါတယ်။သူကလမ်းမပေါ်မှာသူ့ရဲ့လိန်ဆန္ဒကိုဖြည့်ဆည်းပြီးမိမတယောက်ကိုရှာတွေ့သွားခဲ့ပြီးဇနီးဖြစ်တင်မြောက်ပေးမယ်လို့ပြောကတဲ့တော်မကြည့်ပဲထွက်သွားပါတော့တယ်
အဲ့ဒီချိန်ကစပြီးသူဟာအန်ရဲ့ဘဝထဲကိုဘယ်တော့မှပြန်မရောက်လာတော့ပါဘူးအန်ကယောက်ျားကိုဆုံးရှုံးလိုက်ရပေမဲ့တကယ်တမ်းပြောရရင်ဒီအိမ်တော်ကြီးကသူ့မအတွက်ဘယ်တော့မှခိုလုံစရာမဖြစ်ခဲ့ပါဘူးယောက်ျားထွက်သွားတာကဝမ်းနည်းစရာလို့ပြောရတာထက်လွတ်မြောက်သွားတာလို့ပြောရရင်ပုံမှန်ပါလိမ့်မယ်အမေရိကကိုဆက်ရောက်ခြင်းအစိမပြေမှုတွေအများကြီးရှိခဲ့ပေမဲ့ကံကောင်းတာကတော့မောင်ဖြစ်သူတို့ဘက်ကခြေစိုက်စကန်ရှာတဲ့ကိစ္စကိုအောင်မြင်မြင်လုပ်နိုင်ခဲ့တာပါပဲသူတို့ကတောထဲမှာရက်ကြောကြားလျှောက်သွားပြီးတဲ့နောက်လူသူကင်းဝေးပြီးအခြေချဖို့တင့်လျော်တဲ့တန်ရှင်းတဲ့မြေနေရာတစ်ခုကိုနောက်ဆုံးမှာတော့ရှာတွေ့သွားခဲ့ပါတယ်။လူဦးရာတယောက်တော့အန်လဲအဲ့အစ်လေးကိုရောက်လာခဲ့ပါတယ်။အဲ့ဒီနေရာကနယူးယောက်ပြည်နယ်အထက်ပိုင်းက Nexton ဆိုတဲ့နေရာလေးပါ။ပတ်လေးမှာတော့တိတ်ဆိတ်တဲ့တစ်တောတွေနဲ့ကြိုက်ပြောတဲ့မြက်ခင်းပြင်တွေရှိပြီးလေတူထဲမှာမြေကြီးအနှံ့နဲ့ညက်နက်လေးတွေလည်းသိနေပါတယ်။မန်ချက်စတာမှာရှိတဲ့ဝါကွန်စက်ရုံနေနဲ့ဆိုရင်ကဘာနှစ်ခုလိုကွာခြားလွန်းလာပါတယ်။ကျောင်းကသူကဖျားသခင်ရဲ့လမ်းညွှန်မှုကိုရခဲ့တယ်လို့ပြောလိုက်ပါတယ်။သူ့လက်ချောင်းတွေကထိန်းချုပ်လို့မရတော့ပဲဘယ်ညာရင်ခါနေပြီးတော့နောက်ဆုံးမှာတော့ဒီကျေကျောတဲ့မြက်ခင်းပြင်ကိုညွှန်ပြခဲ့ပါတယ်။ဒီနေရာပဲဖျားသခင်ကငါတို့ကိုဒီမှာအခြေချဖို့စိတ်ခိုင်းလိုက်တာပဲလို့ပြောလိုက်ပါတယ်။ဒီလိုနဲ့ပဲရှေကာခိုင်းကအမေရိကမှာသူတို့ရဲ့ပထမဆုံးကိုယ်ပိုင်မြေကိုပိုင်ဆိုင်သွားကြပါတယ်။ကျွန်းကတန်းတဲ့ပတ်စံနဲ့အခုတချို့ငါပြီးလူတိုင်းဝမ်းဝန်းလောက်ကင်လိုက်ကြပါတယ်။တစ်ပင်ခုတ်တယ်တောက်တုံးတယ်အိမ်ဆောက်မြေရှင်းပြီးတော့ဆက်ပြုတ်လိုက်ကြပါတယ်။အန်ကသူမကိုသူမဘယ်တော့မှအချက်စီးကခေါင်းဆောင်တယောက်လိုမတတ်မှတ်ခဲ့ပါဘူး။အင်ကြီးကိုလက်ခောက်ခြင်းပြီးလူတိုင်းနဲ့အတူဝင်လုပ်တယ်။မောင်ဖြစ်သူကတော့အစောပိုင်းတရားဟောတဲ့တာဝန်ကိုယူခဲ့ပါတယ်။အန်ကတော့သူနဲ့ထိတွေ့ဆက်ဆံရသမျှလူတိုင်းကိုစိတ်ကားခိုင်းဝင်ဖြစ်အောင်ဆွဲဆောင်ကြည့်နေတာပါ။ဘာလို့လဲဆိုတော့သူမကယူပါယုံအာယုံကိုနောက်ထပ်မြင်ခဲ့ရလို့ပါ။ဒီနေရာကနောက်တစ်ချိန်မှာတေချာဖို့တဟဆသားဖြစ်မဲ့အင်ကြီးယာတစ်ခုဖြစ်လာမယ်ဆိုတာပါပဲ။စပိုင်းမှာတော့ဒီနေရာမှာယုံကြည်သူအစ်စ်တွေမရှိသေးပါဘူး။အချိုးခွေးက1980ခုနှစ်မေလ19ရက်နေ့မှာဖြစ်ပေါ်လာပါတယ်။အဲ့ဒီနေ့ကနေကင်းဘက်မှာရုတ်တရက်ကောင်းကင်ကြီးမှောက်မိုက်သွားပြီးနေမင်းကြီးကိုတခုခုကခွဲသွားပါတယ်။ရုပ်ရှင်ထဲမှာတော့ကြည့်ရတာနေကျက်တယ်လို့မျိုးဖြစ်နေပေမဲ့သမိုင်းကြောင်းအရကတော့ဒါကကနေဒါတောမိကြောင်ဖြစ်ခဲ့ရတာပါ။အဲ့ဒီနေ့ကို New England Dark Day လို့ခေါ်လိုက်ကြပြီးလူတိုင်းကကဘာပြတ်တော့မယ်လို့ထင်ခဲ့ကြပေမဲ့မောင်ဖြစ်သူကတော့ဒေတာတစ်ခုကိုဖျက်သွားတဲ့အခါဒေတာခံတွေကကဘာပြတ်တော့မယ်ထင်ပြီးထိတ်လန့်နေကြပါတယ်။တရားစီရင်မင်းတွေရောက်တော့မယ်လို့သူတို့ကထင်နေကြတာပါ။တေယုတ်ဆရာတယောက်ကတော့ကဘာပြတ်ပြီးတာနဲ့ကောင်းကင်ကိုကြောက်ရောက်လာမယ်။အရာရာကောင်းမွန်သွားနိုင်မယ်လို့ဟောက်ခင်းထုတ်လိုက်ပါတယ်။အချိန်တန်တော့လည်းဘာမှဖြစ်မလာတဲ့အတွက်ယုံကြည်သူတွေရဲ့ယုံကြည်မှုတွေကစတင်လှုပ်ရှားလာပြီးတေယုတ်ဆရာကိုယ်တိုင်တောင်သူ့ကိုယ်သူတန်တရားဖြစ်လာပါတယ်။မောင်ဖြစ်သူကတော့အချိန်ကရောက်လာကတရားဟောတဲ့အခါမှာတော့တေယုတ်ဆရာလည်းအန်ရဲ့အမြင်ကိုသွားနာချမှုဆုံးဖြတ်လိုက်ပါတယ်။အန်ပြောတဲ့စူးစမ်းပန်းစားအလုပ်လုပ်ခြင်းနဲ့ပင်ကျဲကြီးကနေတဆင့်ကောင်းကင်ဘုံကိုရောက်နိုင်တယ်ဆိုတဲ့စကားကကဘာပြပြီးမှရောက်လာတဲ့ကောင်းကင်ဘုံထက်ပိုပြီးယုံကြည်ခြင်းစရာကောင်းနေတာအမှန်ပါပဲ။ဒါနဲ့ပဲတေယုတ်ဆရာနဲ့ဥဆောင်မှုနဲ့အတူဒေတာကန်ယုံကြည်သူအများပြားဟာစိတ်ကာခိုင်းတဲ့ကိုဝင်ရောက်လာခဲ့ကြပါတယ်။တဖြည်းဖြည်းနဲ့နက်စကာယူနာဟာယာယီစကန်ဘွားလေးကနေတကယ်အတိုင်ဝန်းကြီးတစ်ခုဖြစ်လာခဲ့ပါတယ်။ဒီတိုင်ဝန်းထဲမှာလှုပ်လှုပ်တာကပဲဝိဖြူချင်းနဲ့အတူတူလိုပါပဲ။ပြည်စုံတဲ့ထိုင်ကုန်တစ်လုံးလောက်တာနဲ့ကြီးမွန်တဲ့တပုတ်ဆိုတာဟာဘုရားသခင်ရဲ့မျက်မှောက်မှာဒန်းတူမုံမြတ်တယ်လို့ခံယူထားကြတာပါ။သူတို့လုပ်တဲ့ပရိဘောဂတွေကရိုးရှင်းတရက်ပြီးဘိုးရှန်နေတဲ့အလှဆင်မှုတွေနည်းနည်းမှမပါဝင်ပါဘူး။အဆက်ဆက်တွေအလုံးကအဝင်ကြကြောက်ဖြစ်နေကပစ္စည်းတိုင်းမှာသတ်မှတ်ထားတဲ့နေရာတစ်ခုရှိပါတယ်။သူတို့ကတော့နေရာတိုင်းမှာပစ္စည်းရှိရမယ်။ပစ္စည်းတိုင်းကလည်းသူ့နေရာနဲ့သူရှိရမယ်ဆိုတဲ့ရိုးရှင်းတဲ့ဆောင်မှုကိုယုံကြည်ထားကြပါတယ်။ဒါကိုလုပ်နိုင်တာကိုယ်တိုင်ကယုံကြည်မှုတစ်ခုလိုပါပဲ။ပရိဘောဂတွေတင်မကဘူးရိတ်ကားတွေကနေ့စဉ်အလုပ်လုပ်ရင်းနဲ့တည်ထွေမှုတွေအများကြီးလုပ်ခဲ့ပါသေးတယ်။ပန်းဒီအခွန်တော်တဲ့ဆလေးတွေမကပါဘူးသူတို့ကအလုံးပုံစံတစ်ပြက်စီးတွေကိုအပြားပုံစံပြောင်းလိုက်တော့တောက်နေရာတွေမှာလှည့်ရတာပိုအဆင်ပြေသွားပါတယ်အဝိရှောဆက်ရဲ့မူလပုံစံကတော့ရှေကာရီစီကနေလာတာလို့ကြားဖို့ပြီးတော့သူတို့ကသူတို့ရဲ့တည်ထွေမှုတွေအတွက်ဘယ်တော့မှမူပိုင်ခွင့်မလျှောက်ထားပါဘူးဘာလို့လဲဆိုတော့ဒါတွေအလုံးကဘုရားသခင်ရဲ့ကျေးဇူးတော်ဖြစ်လို့ကိုပိုင်အဖြစ်မသိမ်းထားသင့်ဘူးလို့သူတို့ကယူဆထားလို့ပါဒီလိုလူသူကင်းဝေးတဲ့နေရာလေးမှာယုံကြည်သူတွေကကိုယ့်ဘာသာကိုယက်တီနိုင်တဲ့စုပေါင်းဘဝမျိုးကိုဖျက်ဆီးနေကြပါတယ်အဲ့ဒီနေရာလေးဟာစစ်ပွဲတွေနဲ့ကင်းဝေးတဲ့စံပြခိုးလုံရနေရာလေးတစ်ခုဆိုတာတော့သိကြပါတယ်တကယ်တော့အန်ကလူတိုင်းကိုကိုယ်တိုင်ဥဆောင်ပြီးဝိဖြူစုတောင်းနေရှိပါတယ်အရင်ကမန်ချက်စတာမှာနေရာအခက်အခဲရှိခဲ့ပေမဲ့အခုတော့တဘာဝတရားကြီးနဲ့လုံးဝကိုတသားလေးဖြစ်သွားပြီးတောရိုင်းနေမှာပဲကခုံနေကြပါတယ်စစ်ရာဆိုအမေရိကမှာအပြင်ကဘာကချုံတွေကိုအယောင်းဝယ်လုပ်နေကြပေမဲ့ဒီတိုင်ဝန်းလေးတွေမှာတော့စာမတက်တဲ့အလုပ်သမားမျိုးသမီးတစ်ယောက်နဲ့လူမဲမျိုးသမီးတစ်ယောက်ကစပွဲဝိုင်းတစ်ခုထဲမှာအတူတူထိုင်ပြီးဒန်းတူအရေးကြီးတဲ့ဆွေးနွေးချက်တွေကိုချနေကြပါတယ်ဒီလိုနဲ့နောက်ပိုင်းမှာတော့အာဖရိကန်အမေရိကန်လူမဲမျိုးသမီးတွေကလည်းအတိုင်ဝင်းတွေကိုဝင်ရောက်လာကြပါတယ်ခြေကကိုင်းမှာလူမျိုးရေးခွဲခြားမှုမရှိသလိုလိမ်မိုင်းဆိုင်ရာလည်းခွဲခြားမှုမရှိပါဘူးဒါပေမဲ့သူတို့ကပြင်ပလောကကြီးနဲ့ပြင်းရှင်းရှင်းနေပေမဲ့လည်းအပြင်ကဘာကြီးကတော့သူတို့ကိုအလွတ်မပေးပါဘူးအမေရိကန်လွတ်လပ်ရေးစစ်ပွဲပြင်းထန်နေချိန်မှာဗိုလ်ချုပ်တယောက်ရောက်လာပြီးတော့
သူတို့ကိုတော်လှန်ရေးထောက်ခံကြောင်းသစ္စာခံကတိပြုလွှာမှာလက်မှတ်ရေးထိုးဖို့တောင်းဆိုလိုက်ပါတယ်။အန်ကတော့ညှင်းလိုက်ပါတယ်။ရိတ်ကားတွေကငင်းငယ်ရေးဝါဒီတွေဖြစ်ကဘယ်ဘက်ကိုမှမပါသလိုဘယ်စစ်ပွဲမျိုးမှမပါဝင်ပါဘူး။ဗိုလ်ချုပ်ကတော့ဒီဖြေကိုလက်မခံဘဲသူတို့ကိုမထောက်ခံရင်နိုင်ငံတော်ပုံကံမှုလို့ယူဆရဲဆိုပြီးတော့ရိတ်ကားကိုင်းနမဲကြီးလာတာနဲ့မျှနမဲဖြတ်တဲ့သတင်းတွေလည်းထွက်လာပါတယ်။အတိတ်ကတော့အရင်ပြဿနာဟောင်းပါပဲ။သူတို့စူပေါင်းအော်ဟစ်ပြီးကာခုံတဲ့ပုံစံကိုယဉ်ကျေးမှုမရှိဘူးလို့မြင်ကြတာပါပဲ။ဒါပေမဲ့အခုတိုင်ဝမ်ကတော်ရရောက်နေပြီဆိုတော့လူတွေကိုအနောက်ရှက်မပေးတော့ပါဘူး။အဲ့ဒါကိုမှသတင်းတွေမှာရှိတ်ကာမျိုးသမီးတွေကတော်ရဲမှာအဝတ်မပါဘဲကာခုံနေကြတယ်လို့ရေးလာကြပါတယ်။တက်တီဖြစ်တဲ့မေရီကတော့ဒါကိုကြားတဲ့ကမခံမရက်နိုင်ဖြစ်ပြီးမေယာဒီပူလွန်းလို့ညီမတွေပပနဲ့ဝတ်ကြတာပဲရှိတယ်။အဝတ်မပါဘဲနေတဲ့သူတယောက်မှမရှိဘူးလို့အော်ပြောရရှာပါတယ်။တယောက်ကအဝတ်ပပနဲ့ကနေတာတွေ့တယ်လို့ပြောလိုက်ရင်နောက်တစ်ယောက်စီရောက်သွားတဲ့အခါအဝတ်မပါဘဲကတယ်ဆိုပြီးဖြစ်သွားတဲ့ကလူတွေရဲ့ပါဇက်ကကြောက်စရာပါပဲ။တချို့ကလည်းအဲ့ရဲ့အယူဆတွေကြောင့်လင်မယားတွေကွဲကွာရတာသုံးမအလုံးလို့ပြောကြပါတယ်။ကာမဂုဏ်ရှောင်ကျင်ခြင်းကတကယ်ပဲရှိတ်ကာခိုင်းရဲ့အရေးကြီးဆုံးစီးမြင်တစ်ခုဖြစ်ကအန်ကတော့ဒီလိုလုံးမသာဝိညာဉ်ရေးရာအရာဘုရားသခင်နဲ့နှိစက်နိုင်မယ်လို့ယုံကြည်ထားတာပါ။ဒါပေမဲ့အတိုင်ဝင်းနဲ့ဝင်တာကလုံးဝဆန္ဒအလျောက်သာဖြစ်ပါတယ်။တချို့လင်မယားတွေဆိုကာမဂုဏ်ရှောင်မှုဆုံးဖြတ်လိုက်ပြီးတော့အတူတူဝင်လာကြတာမျိုးတောင်ရှိပါတယ်။အတိုင်ဝင်းရဲ့ပိုင်ဆိုင်မှုတွေကလူတိုင်းရဲ့ပုံမှန်ဖြစ်ပြီးစစ်တွင်းမှာအိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့မိဘမဲ့ကလေးတွေကိုလည်းအများကြီးမွေးစားထားကြပါတယ်။ဒါပေမဲ့ကလေးတွေအရွယ်ရောက်လာတဲ့အခါနေမလားထွက်သွားမလားဆိုတာကိုလွတ်လပ်စွာရွေးချယ်ခွင့်ရှိပြီးကာမဂုဏ်ရှောင်ကျင်မလားမရှောင်ကျင်ဘူးလားဆိုတာကိုလည်းရွေးချယ်ခွင့်ပေးထားပါသေးတယ်။အန်ကအပြင်လောကရဲ့ဝေဖန်မှုတွေကိုမကြောက်ပါဘူး။သူမကလူတိုင်းကိုလက်ရှိဘဝမှာအာယုံစိုက်ဖို့ဆက်ပြီးဥဆောင်ခဲ့ပါတယ်။နောက်ဆုံးမှာတော့အတိုင်ဝင်းရဲ့ဖះเจ้าကြီးတိဆောက်ပြီးစီးသွားခဲ့ပါတော့တယ်။ဒီလိုနေရာလေးဖြစ်လာဖို့လူတိုင်းတရက်တအားပေါင်းဝင်ခဲ့ကြတာပါ။ဖះเจ้าရှိလာတော့ဝိပုစုတောင်းပွဲတွေကအစအဦးတွေရောက်လာကကာကွယ်ဒီကလည်းပိုပြီးစနစ်ကြတဲ့စူပေါင်းအကောက်တွေနဲ့အစားထိုးလာကြပါတယ်။လှူရှားမှုတွေကပြင်းထန်ရာကနေထိန်ချုပ်လာနိုင်ပြီးဖျော်ပြဲဖြစ်နာတွေကလည်းစီးစနစ်ကျလာပါတယ်။ဒီလိုပြောင်းလဲလေးကိုယ်တိုင်ကပဲမှန်တစ်ချက်လိုပါပဲ။တတိုင်လုံးအစောကလေးကရိုင်းဆိုင်တဲ့စိတ်အားထက်သန်မှုကနေညင်ချက်နဲ့စီးစနစ်ကျမှုစီပြောင်းလဲလာတာကိုထင်ဟပ်ပြသနေပါတယ်။ဒါပေမဲ့ဒီလိုအချိန်ကောင်းလေးတွေကတိတ်ပြီးမကြလိုက်ပါဘူး။အရင်ကစစ်ပွဲမှာကြားနေခဲ့တဲ့သဘောထားကြောင့်အန်ဖန်ခံလိုက်ရပြီးထောင်ချခံလိုက်ရကနှိပ်စက်ခံခဲ့ရပါတယ်။နောက်ပိုင်းမှာတော့ George Clinton ဝင်ရောက်ဆွတ်ဖက်ခဲ့ပြီးဘာသာရေးယုံကြည်ချက်ကြောင့်လူတွေကိုထောင်ချတာကိုသဘောမတူကြောင်းရှင်းရှင်းလင်းလင်းပြောဆိုခဲ့ပါတယ်။၆လအကြာမှာတော့အန်ပြန်လွတ်လာခဲ့ပါတယ်။ထောင်ကထွက်လာပြီးတဲ့နောက်အန်ကအငြိမ်လေးမနေဘဲသူမကဝီလီယံနဲ့ဂျိမ်းစ်တို့ကိုခေါ်ကနှစ်နှစ်ကြာလှည့်လည်တရားဟောတဲ့ခီးစဉ်ကိုစတင်ခဲ့ပါတော့တယ်။သူမကနယူးအင်္ဂလန်အနှံ့တွားရောက်ခဲ့ပြီးရောက်တဲ့နေရာတိုင်းမှာယုံကြည်သူအသစ်တွေကိုဆွဲဆောင်နိုင်ခဲ့ပါတယ်။ရိတ်ကအတိုင်ဝန်းတွေတစ်ခုပြီးတစ်ခုနေရာအနှံ့မှာပေါ်ပေါက်လာခဲ့ပါတယ်။သူမကနမဲပိုကြီးလာလေရန်လိုမှုတွေလည်းပိုများလာလေပါပဲ။သူမရဲ့လေယူလေးသိမ့်နဲ့ငင်းချမ်းရေးဝါဒီရက်တီချက်တွေကြောင့်တချို့ကသူမကိုသုံးမလို့ပြောကြတယ်လို့တချို့တွေကလည်းအင်္ဂလန်သူတချို့လို့ပြောခဲ့ကြပါတယ်။ဒီနေ့မှာတော့ချန်တချန်မှာအန်ကယုံကြည်သူတွေကိုဥဆောင်ပြီးဝစ်ပြုတ်နေတော့ရုပ်ကျဲရှိတ်ကားတွေကိုမုန်းကြည့်တဲ့လူရန်ကတစုဝေးလန့်ကြပါတယ်။ရန်ကုန်မိရှို့လိုက်တော့နီးရောင်တွေကကောင်းကင်မြင်တစ်ခုလုံးကိုနီးရဲသွားစေပါတယ်။ယုံကြည်သူတွေကကြောက်လန့်တကြားထွက်ပြေးသွားကြပေမဲ့လူရန်ကားတွေကတော့နောက်ဆက်ယုံတက်တက်လာတာမဟုတ်ဘဲနဲ့အန်ရဲ့မကောင်းဆိုးဝါးဇာတိကိုတက်တည်ပြခြင်းနေကြပါတယ်။လူရန်ကားတွေကယုံကြည်သူတွေကိုထိုးချိတ်ကန်ကြောက်နေကြပေမဲ့အန်ကတော့ပြန်မချဖို့တားနေသေးပါပဲ။ဒီလိုနဲ့ပဲဝီလီယံနဲ့ဂျိမ်းစ်ကဖန်ခံလိုက်ရပြီးချိန်ချန်ပေးခံလိုက်ရပါတယ်။မေရီကမျက်နှာကိုရိုက်ခံလိုက်ရပြီးတော့မျက်လုံးတစ်ဖက်ခန်းသွားခဲ့ပါတယ်။အန်ကတော့အရင်ဆုံးဝိုင်းရိုက်ခံလိုက်ရပါတယ်။လူရန်ကားတွေကသူမကိုယောက်ျားတစ်ယောက်ကမိမဟန်ဆောင်ထားတယ်လို့ထင်ပြီးအတင်းအဓမ္မစစ်ဆေးချင်နေကြတာပါ။သုံးမလို့တောင်မလျှော်တန်းဆွဆွဲကြပါသေးတယ်။ဒေသခံတွေကူညီဖို့ရောက်လာတော့မှလူရန်ကားတွေကကြပြာထွက်ပြေးသွားကြပေမဲ့ထိခိုက်ညှဉ်းနှံမှုတွေကတော့ပြီးသွားခဲ့ပါပြီ။ဒဏ်ရာတွေဖလက်ပွားနဲ့လူတွေကိုမြင်းလဲပေါ်တင်ပြီးတော့အိမ်ပြန်ခီးကိုနှင်ခဲ့ကြပါတော့တယ်။ဖျော်ဖျဲဖြစ်နေတဲ့မြင်းလဲပေါ်မှာအန်ကလေးလျောင်းနေရပြီးတော့သူမရဲ့လက်ချောင်းထိပ်လေးတွေကနေသွေးတွေကလမ်းဘေးကနှင်းပြင်ပေါ်ကိုတစ်ဆက်ချင်းကျဆင်းနေပါတယ်။အန်ရဲ့အကြည့်တွေဝေဝါးလာပြီးသူမရဲ့အထူးတွေကအရန်ဝေးကွာတဲ့နေရာတွေကိုလွင့်မျောသွားပါတယ်။မန်ချက်စတာတီတယောက်သွားတယ်။ဝါကွန်းဆက်ယုံမှာဝီလီယံနဲ့တူကလေးအလုသမားဘွားကနေ့ရက်တွေစီကိုပြန်ရောက်သွားပြန်ပါတယ်။အဲဒီတုန်းကဘာမှမရှိခဲ့ပေမဲ့အနည်းဆုံးတော့မောင်လေးအသားမှာရှိနေခဲ့ပါတယ်။ဒီတစ်ချိန်မှာတော့ပြင်းထန်တဲ့ထိခိုက်မှုကအန်နဲ့မောင်ဖြစ်သူနှစ်ယောက်လုံးရဲ့ခန္ဓာကိုယ်မှာယောဂအခန်းတွေကျဉ်ရစ်စေခဲ့ပါတယ်။1984ခုနှစ်ဇူလိုင်လ22ရက်နေ့မှာတော့အဲ့ဒီအကြမ်းဖက်မှုကရတဲ့ဒဏ်ရာတွေစုပုံလာတာကြောင့်မောင်ဖြစ်သူတည်ဆုံးသွားခဲ့ပါတော့တယ်။အန်ဟာဒီလောကကြီးမှာသွေးသားတော်ဆက်တဲ့နောက်ဆုံးကျန်တဲ့ဆွေမျိုးရင်းချာကိုဆုံးရှုံးလိုက်ရပြန်ပါတယ်။မောင်ဖြစ်သူဆုံးမသွားပြီးတဲ့နောက်အန်ရဲ့ကျမ်းမာရေးလည်းပြန်ကောင်းမလာနိုင်တော့ပါဘူး။ဒါပေမဲ့သူမကစတင်ခဲ့တဲ့ဒီအင်ဂီဟာလေးကတော့အကြောင်းမှန်ဆုံးလို့နေပါပြီ။
အတီးချန်တွေကပန်းကြီးတွေလည်းအတီးညံတွေလိုက်လံထွက်နေပြီးတော့အမေရိကန်လက်လက်ရေးရတဲ့သတင်းတွေကလည်းသူတို့အတိုင်ဝင်းစီကိုနောက်ဆုံးမှာတော့ရောက်လာခဲ့ပါတယ်။ရက်ဆက်ကြမ်းကြုတ်မှုတွေနဲ့ဖိနှိပ်ခံရမှုတွေအလုံးဟာတနေ့မှာတော့ဖြုတ်ချဖျက်ဆီးခံရမယ်လို့အန်ကယုံကြည်ထားပါတယ်။အန်ကသူ့ရဲ့ညီမဖြစ်သူမေရီကိုဒီမြေနေရာလေးကိုယူတဆိုင်ဆောက်ရှောက်ဖို့မှာကြားခဲ့ကမောင်ဖြစ်သူကကုန်ကျက်ပြေရှိလာတဲ့စေရထားကြီးကိုမောင်းကသူမကိုလာကြိုနေတာကိုမြင်ရတယ်လို့ပဲလို့ပြောခဲ့ပြီးတော့1984ခုနှစ်စက်တင်ဘာလ10ရက်နေ့မှာတော့အန်ဟာအသက်48နှစ်နဲ့ကွယ်လွန်သွားခဲ့ပါတယ်။ယုံကြည်သူတွေကသူမရဲ့ခန္ဓာကိုယ်ကိုဂရုတစိုက်ရေချိုးတန့်စင်ပေးလိုက်ပြီးခေါင်းတလားလေးထိတ်ကသူမကိုယ်တိုင်တိစောက်ခဲ့တဲ့ဒီမြေပေါ်မှာပဲမြုပ်နှံပေးခဲ့ကြပါတယ်။ဒီအချိန်မှာနက်စရာယူနာဟာကိုဘာသာကိုရက်တည်နိုင်ခဲ့ပြီးတော့စီကံစနစ်ကျနာလာတဲ့အတိုင်ဝန်းတစ်ခုဖြစ်နေခဲ့ပါပြီ။အန်မရှိတော့ပေမဲ့သူမချမှတ်ခဲ့တဲ့စီးမြင်တွေကတော့ရှိနေသေးပါ။ကာမဂုဏ်ရှောင်ခြင်းချင်းတန်းလူညီမျှခြင်းပိုင်ဆိုင်မှုတွေကိုမျှဝေခံစားခြင်းနဲ့ငြိမ်းချမ်းရေးတို့ပါပဲ။ယုံကြည်မှုတွေလည်းရှိနေသေးပါတယ်။အချင်းတန်တွေကကတ်တွေကလည်းရှိနေသေးပါတယ်။အာသူဘအခမ်းအနားမှာယုံကြည်သူတွေဆိုခဲ့တဲ့တခြင်းတွေကတော့လာပါတဲ့ယရနာလေးလို့နာမည်ရပြီးအန်ရဲ့ကလေးလေးတယောက်မွေးဖွားခြင်းနဲ့တည်ဆုံးခြင်းတွေတုန်းကဆိုခဲ့တဲ့တခြင်းလေးပါပဲ။အခုတော့ဒီတခြင်းလေးကပဲကလေးလေးရဲ့မိခင်တွေကိုလမ်းခရီးမြင်ပေးလိုက်ပါပြီ။မွေးဖွားခြင်းကနေတည်ဆုံးခြင်းအထိအစနဲ့အဆုံးဆက်သွားတာကစဝိုင်းတစ်ခုလိုပါပဲ။ဒီဇလန်လေးကတော့အဖြစ်မှန်ကိုအခြေခံပြီးရိုက်ကူးထားတဲ့ဘာသာရေးဇလန်တစ်ပုဒ်ဖြစ်ကရုပ်ရှင်တကားလုံးကိုမေရီပါလင်တန်ရဲ့ကြွပြချက်ကနေတဆင့်ဇလန်အစပြိုးထားတာပါ။သူမကအန်ရဲ့လက်ထက်တက်တည်ဖြစ်တယ်လို့အန်ရဲ့ဘဝတစ်လျှောက်လုံးမှာတစ္ဆာအရှိဆုံးနောက်လိုက်နဲ့ဒီတနာကြီးရဲ့တက်တည်ပါပဲ။အန်ကိုရိုင်းကစာမတက်တဲ့အတွက်ဘာမှတမ်းမှမချမ်းထားခဲ့ပါဘူး။သူမရဲ့တွင်တင်ချက်တွေကနောက်လိုက်တွေရဲ့တစင်စကားတစင်နားကနေပြန်ပွားခဲ့ကဆယ်စုနှစ်များစွာကြာမှစာအုပ်အဖြစ်ပြုစုခဲ့ကြတာပါ။ဒါကြောင့်ဒီတေတန်းစာဆိုတာတကယ်တော့သူတစ်ပါးကသူမကိုစားရေးပေးထားတာပါ။အန်ကိုရိုင်းပိုင်ဆိုင်တာဆိုလို့အဲ့ဒီတချင်းတွေအခရီးနဲ့လက်ကအလုံးလုံးစိတ်ကဖျားသခင်ကိုအာယုံပြုဆိုတဲ့စကားတစ်ခုမှရှိပါတယ်။အန်ကွယ်လွန်ချိန်မှာစိတ်ကခိုင်းမှာယုံကြည်သူအယောက်1000လောက်ရှိနေပါပြီ။နောက်စီစုနဲ့အနေငယ်ချမှာတော့လှုပ်ရှားမှုကအလင်းမြန်ကျပြန့်လာပြီးအကျွတ်ကျရောက်နေချိန်မှာပဲပြည်နယ်10ခုကျော်အထိပြန့်နှံ့ကအတိုင်ဝမ်20ကျော်တည်ထောင်နိုင်ခဲ့ပါတယ်။လူပေါင်း6000ကျော်လောက်ဟာဒီလိုကာမဂုဏ်ရှောင်တန်းတူညီမျှပြီးဘုံမိုင်းစနစ်နဲ့စုပေါင်းနေထိုင်တဲ့ဘဝမျိုးကိုဖျက်ဆီးခဲ့ကြပါတယ်။ဒါပေမဲ့အဲဒီနောက်မှာတော့အရေးအတွက်တွေစတင်ကျဆင်းလာကတဖြည်းဖြည်းနဲ့လာပြီးအတိုင်ဝမ်နေတဲ့တစ်ခုပြီးတစ်ခုပိတ်သိမ်းလာရပါတယ်။2025ခုနှစ်ရောက်တဲ့အခါကမ္ဘာတဝန်းလုံးမှာရှေကာအဖွဲ့ဝင်2ယောက်ပဲကျန်ပါတော့တယ်။ဒီဇလန်လေးကတော့ဒီနေရာမှာပဲပြီးဆုံးသွားပါပြီ။အားပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်ရှင်။